easily, and there is much is still being in our way. Look at that. ဟိုဒါတော့ကျမတို့ပေါ့နော်ပိုင်ထန်းတော်ထဲကိုသွားနေရပါတော့ဒီကပိုင်ထန်းတော်ထဲမှာဟိုကျမတို့သွားတိုက်မယ်ပြင်လာတင်မယ်ပေါ့နော်ကျမတို့ရဲ့အခန်းကမရသေးဘူးပေါ့နော်ချက်ခင်7နာရီမှဝင်ရမှာကျမတို့ကိုရောက်နေတာ6နာရီပဲရှိသေးတဲ့အတွက်ကျမတို့အခုပိုင်ထန်းတော်ထဲမှာပဲရှောက်ပတ်နေဖြစ်ပါတယ်စကားပြောတာဒီမျိုးဗီဒီယိုရိုက်ပြီးပါမှရတိုင်းဒါတော့ကျမမောင်နှမ2ယောက်ပေါ့နော်တွိုက်လိုက်ရှာတာပါအဖေနဲ့မိကလည်းပျောက်သွားတယ်ပေါ့နော်လေးနဲ့မောင်လေးနဲ့ကျမထားခဲ့တာပေါ့အဲ့ဒါကျမသူခေါ်သွားတယ်ပေါ့နော်ညနာတက်ဖို့အတွက်အဲ့ဒါမောင်နှမ2ယောက်မျက်နှာတက်ပါတယ်မျက်နှာလည်းတက်လို့ပြီးတော့ကျမတို့ပေါ့နော်အဖေနဲ့မိနဲ့လိုက်ရှာတယ်ပေါ့နော်ရှာနေမတွေ့ပါဘူးမတွေ့ရသေးဘူးကျမတို့ဒီရောက်တုံးလေးကျမတို့ရှောက်ပတ်ပြီးတော့ကြည့်လိုက်ပါတယ်ပေါ့နော်ပိုင်တန်းတော့တော်တော်လေးတော့ကျယ်တယ်ပေါ့နော်ကျယ်ဆိုတာကျတော့သူကတော်တော်ကျယ်တယ်ပေါ့နော်ဒါပေမဲ့မနက်ပိုင်းဖြစ်နေတော့ခီးသွားရတော့မရှိဘူးပေါ့နော်တိတ်ပြီးတော့အဲ့ဒါနဲ့ကျမတို့မောင်နှမ2ယောက်လိုက်ပတ်ကြည့်ရဲတော်တော်လေးတော့လှတယ်ပေါ့နော်ဒီအညာရဲ့ယဉ်ကျေးမှုကိုလုံးဝခံစားလို့ရတယ်ပေါ့နော်ကျမအရန်ကြိုက်တယ်မနက်ပိုင်းမဟုတ်ဘဲနဲ့နေကင်းပတ်လောက်ဆိုလို့ရှိရင်တော့အရန်ကောင်းပါပေါ့နော်အဲ့နဲ့ကျမတို့ရှောက်ပတ်ကြည့်ရပေါ့နော်ပတ်ကြည့်နေနေရာလေးကတော့တော်တော်လေးကိုလှရပေါ့နော်အရန်လည်းမိုက်တယ်လို့ခံစားရနောက်တစ်ချိန်လည်းပြန်လာခြင်းတယ်ပေါ့နော်ကျမမောင်လေးကလည်းဟိုဘက်ဒီဘက်ရှောက်သွားပြီးသူကဘလော့ဂါယူနေဆိုတော့ဘလော့သွားရိုက်ပါတယ်ကျမမိဘတွေကတော့ဒီမှာပစ္စည်းဝင်နေကြပါတော့နော်တော်တော်လေးတော့ဝယ်လို့ကောင်းတယ်အစုံရရပါတော့ဒီမှာအရင်ကြိုက်တယ်ဒီနေရာလေးကိုတော့ပစ္စည်းလည်းဝယ်ပြီးတော့ကျမတို့ကားပေါ်ပြန်တက်ကြပါတယ်